တော့ကတော့ဒီမှာပါဒီညမှာစီနာပရိသတ်အားလုံးထောက်ရခင်ကြောင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်Mari kamu terang di sini, sudah dulu.